အမှန်မင်းတို့ငါအိတ်တိုင်းလူပြည်သားတွေကိုတရားသဖြင့်ငါအုပ်ချုပ်မှန်ကအရှင်မင်းများ Story Time for Kids Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးသွားမှာကဗကန်အေဂရစ်မြန်မာနိုင်ငံတော်ကြီးကိုတီထောင်ခဲ့သူအနော်ရထာမင်းစော၏တမိုင်းကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဗကန်မင်းဆက်39ဆက်မြောက်ပြင်ကွမ်းစောကြောင်ဖြူမင်းသည်ခရစ်နှစ်964ခုနှစ်တွင်ဗကန်ထင်းနှံကိုစိုးစံခဲ့သည်အမှန်မင်းတို့ငါအိတ်တိုင်းလူပြည်သားတွေကိုတရားသဖြင့်ငါအုပ်ချုပ်မှန်ကအရှင်မင်းများ ကြောင်ဖြူမင်းသည်လက်ရွာဆံပြင်တောင်သူကြီးမင်းမိဖုရားများဖြစ်ကြတော့တောင်ပြင်တဲ့အလဲပြင်တဲ့နဲ့မြောက်ပြင်တဲ့ညီမသုံးဦးတို့ကိုသာလျှင်မိဖုရားဖြစ်ဆက်လက်၍တင်မြောက်ခဲ့သည်အမတော်တောင်ပြင်တဲ့နဲ့အလဲပြင်တဲ့မိဖုရားတို့ပင်လက်ရွာဆံပြင်တောင်သူကြီးမင်းရင်သွေးများဖြစ်ကြတော့ကြည်စိုးပရိတ်တရေ9လနဲ့စုတ်ကလေးပရိတ်တရေ6လတို့ကြံရစ်ခဲ့သည်ကြည်စိုးနှင့်စုတ်ကလေးတို့သည်နေရွာဆံပင်တောင်သူကြီးမင်းတားများဖြစ်ကြပြီအနော်ရထားသည်ကြောင်ဖြူမင်းနှင့်မြောက်ပြင်တင်မိဖုရားတို့၏တားတော်ဖြစ်ပြီအနော်ရထားသည်ကြည်စိုးနှင့်စုတ်ကလေးတို့၏ညီအကိုတဝမ်းပွဲတော်ဆက်လေသည်ကြောင်ဖြူမင်းသည်ကြည်စိုးနှင့်စုတ်ကလေးတို့ကိုမိမိတားအရင်အနော်ရထားကဲ့သို့ပင်ဒန်းလူအခွင့်အရေးပေး၍ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည်